မင်္ဂလာပါရှင်2026ခုနှစ်ဇွန်လ28ရက်နေ့တွင်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီတွင်ကမြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားဝေရမွေးရချိန်များမှာတဝဲမြို့မှာ3.23လက်မှမူရုံမြို့နယ်ပေါင်မြို့တို့မှာ2.8လက်မှစီမြကြီးနားမြို့မှာ2.68လက်မှမန်အောင်မြို့မှာ2.52လက်မှကော့ကရိတ်မြို့မှာ1.3လက်မှကြိုင်မရောမြို့မှာ1.66လက်မှကိုကိုကျွန်းမြို့မှာ1.62လက်မှကြောက်ဖြူမြို့မှာ1.52လက်မှချောင်းစုံမြို့မှာ1.53လက်မှနဲ့မော်လမြိုင်မြို့မှာ1.46လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနင်္လာရီခွဲအချိန်မိုးလေဝသကြိုးတုံးမှာဖန်ရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထူထန်နေပြီးကျန်မင်္ဂလာပင်လယ်အော်မှာတိမ်နှင်းငယ်မှာတရင်တက်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျာရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုအပ်ပါတယ်။ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိမ်အထင်တက်မှတိမ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားအထင်တက်မှအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအထင်တက်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရွက်တဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းတင်တက်မှလှိုင်းကျနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းပြင်းလေးဟာတနင်္ဂနွေကို25မိုင်မှမိုင်30ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကန်ရွက်တဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်ထိခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားရှမ်းပြည်နယ်မှာနေရာကျကျရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာစစ်စစ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြောင်းမှုတွေချုံရွှပြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။
နေပြည်တော်နဲ့နီတော်ဝိုက်တွင်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီတော်ဝိုက်တွင်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြောင်မိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြောင်မိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပိုလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလွဲ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။